ချိန်ကတော့ပြန်ကြည့်နေတယ်ဘာပြောလဲဘာပြောလဲလို့ပြော တစ်ဖက်ပြန်ကြွေးကြပါဒုကလေးအာရီဒုက္ခဘဝနွမ်းနေချိန်စရာထောင်းလို့ဦးလေးဆောင်းလျှောက်ပါဦးယူစုပါဦးငဲ့ညာပါဦးကွယ်တနာပါဦးရဲ့ဒီအချိန်လေးတော့ဒီခံသေးပါယောက်ကိုလွတ်ကျွေးနိုင်ပါသားသမီး10ယောက်ကမိဘတယောက်ကိုလွတ်မကျွေးနိုင်ပါတစ်ဖက်ပြန်ကြွေးကြပါဒုလေးအာရီဒုက္ခဘဝနွမ်းနေချိန်စရာထောင်းလို့ကိုယ်ပါဦးယူစုပါ